ဘောလုံးပရိသတ်တွေမဖြစ်မနေသိထားတဲ့ဘောကတ်သမိုင်းဝင်အမိုက်စားမှတ်တမ်း10ခုဘောကတ်ပြိုင်ပွဲကြီးတွေရဲ့သမိုင်းတစ်လျှောက်မှာမယုံနိုင်စရာကောင်းလို့နဲ့အခုချိန်ထိချိုးဖျက်မှုခက်ခဲနေစေဖြစ်တဲ့စံချိန်တွေနဲ့ဖြစ်ရပ်တွေအများကြီးရှိပါတယ်ဒီနေ့တော့ဘောလုံးပရိသတ်တိုင်းသိထားတဲ့သမိုင်းဝင်မှတ်တမ်း10ခုကိုပြောပြပေးသွားမှာပါကမ္ဘာဖလားဖိုင်နယ်သမိုင်းမှာဒရာမာအဖြစ်ဆုံးနေက2006ကမ္ဘာဖလားပြိုင်ပွဲဟာပြင်သစ်ကန်တော်ဝင်ဇီနယ်ဒင်းစီဒန်ရဲ့ကစားသမားဘဝနောက်ဆုံးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အီတလီနောက်ခံလူမာကိုမာတာရာဇီကိုခေါင်းနဲ့စောင့်တိုက်ခဲ့တာကြောင့်တိုက်ရိုက်အနီးကပ်ပြခံခဲ့ရပြီးခေါင်းကိုင်းဆိုင်နဲ့ကွင်းထဲကထွက်သွားခဲ့ရပါတယ်။ဒါဟာဝေါ်ကတ်သမိုင်းတစ်လျှောက်မေးဖြောက်လို့မရတဲ့အခိုက်အတန့်နေရာတစ်ခုပါ။ကမ္ဘာဖလားသမိုင်းမှာအများဆုံးအနီးကပ်1986ကမ္ဘာဖလားမှာဥရုဂွေနောက်ခံလူဟိုဆေဘာတာစတာဟာစကော့တလန်အသင်းနဲ့ပွဲစဉ်မှာ56စက္ကန့်အတွင်းကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့်အနီးကပ်ပြခံခဲ့ရပါတယ်။ဒီစံချိန်ဟာဒီနေ့ထိမကျိုးသေးပါဘူး။ကမ္ဘာဖလားသမိုင်းမှာအများဆုံးကို2000ကမ္ဘာဖလားတတိယနေရာလူပွဲမှာတူရကီတိုက်စစ်မှုဟာကန်ရှူဂျူဟာတောင်ကိုရီးယားအသင်းဘက်ကိုပွဲဆပြီး10စက္ကန့်အတွင်းဂိုးသွင်းယူခဲ့ပါတယ်။အဲ့ဒီဂိုးဟာဝေါ်ကတ်သမိုင်းမှာအများဆုံးဂိုးအဖြစ်ယနေ့ထိစံချိန်တင်နေဆဲဖြစ်ပါတယ်။ဝေါ်ကတ်ဖိုင်နယ်မှာ hat-trick သွင်းခဲ့တဲ့ဒုတိယမြောက်ကစားသမား2020ကမ္ဘာဖလားဖိုင်နယ်မှာပြင်သစ်ကျယ်မွေကိုင်လီယန်အမ်ဘာပေဟာအာဂျင်တီးနားအသင်းကို hat-trick သွင်းယူခဲ့ပါတယ်။ World Cup Final မှာ hat-trick ရခဲ့တဲ့ဒုတိယမြောက်ကစားသမားဖြစ်ပြီးပထမဆုံးသူကတော့1966အင်္ဂလန်ကနဝင် Jeff Hurst ဖြစ်ပါတယ်။ World Cup 3 ချိန်ရဘူးတဲ့တူဒီတဲ့သောကစားသမားဘောလုံးလောကရဲ့ Igorigi Pili ဟာဘရာဇီးအသင်းနဲ့အတူ1958 1962နဲ့1990 World Cup တွေမှာချန်ပီယံဖြစ်လာခဲ့ပါတယ်။ကစားသမားတူဦးတဲ့အနေနဲ့ World Cup 3 ချိန်ရဘူးတဲ့တူဦးတဲ့သောကစားသမားအဖြစ်ယနေ့အထိရည်တည်နေဆဲဖြစ်ပါတယ်။ World Cup သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူအာဂျင်တီးနားကနဝင်တိုက်စစ်မှုလီယိုနယ်မက်ဆီဟာ2026 World Cup မှာသွင်းဂိုးတွေကိုထပ်မံရယူနိုင်ခဲ့ပြီး World Cup သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်တင်ထားပါတယ်။မက်ဆီဟာဂျာမနီတိုက်စစ်မှုမီယိုစလက်ကလိုဇီရဲ့16ဂိုးစံချိန်ကိုကျော်ဖြတ်ကထိပ်ဆုံးနေရာကိုရယူခဲ့တာဖြစ်ပြီး World Cup သမိုင်းရဲ့အကြီးကျယ်ဆုံးကစားသမားတွေရဲ့ကတဦးအဖြစ်သူ့ရဲ့အမွေနှစ်ကိုပုံမှုခိုင်မာစေခဲ့ပါတယ်။အသက်အကြီးဆုံး World Cup ဂိုးသွင်းရှင်1944ကမ္ဘာဖလားမှာကင်မရွန်ကနဝင်ရောဂျာမီလာဟာရုရှားအသင်းဘက်ကိုဂိုးသွင်းယူခဲ့ချိန်မှာအသက်42နှစ်နဲ့39ရက်ရှိနေခဲ့ပါပြီ။ဒီစံချိန်ဟာယနေ့အထိမကြိုးသေးပါဘူး။ World Cup Final အများဆုံးတက်ရောက်မှုတဲ့အသင်းဂျာမနီအသင်းဟာ World Cup Final အဆင့်ကို10ကြိမ်တိုင်တက်ရောက်နိုင်ခဲ့ပြီးသမိုင်းတစ်လျှောက်အများဆုံးဖိုင်နယ်တက်ရောက်မှုတဲ့အသင်းဖြစ်စံချိန်တင်ထားပါတယ်။အဲ့ထဲက4ချိန်မှာချန်ပီယံဖြစ်ခဲ့ပါတယ်။မာရာဒိုနာရဲ့ဟန်နော်ကော့1986 World Cup ကွာတာဖိုင်နယ်မှာအာဂျင်တီးနားကနော်ဝင်ဒီယေဂိုမာရာဒိုနာဟာအင်္ဂလန်အသင်းဘက်ကိုလက်နဲ့ပုတ်ပြီးဂိုးသွင်းခဲ့ပေမဲ့ဒိုင်လူကြီးမမြင်ခဲ့တာကြောင့်ဂိုးဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါဟာဘောလုံးသမိုင်းတစ်လျှောက်အကြော်ကြားဆုံးအငင်းပွားဖွယ်ဖြစ်ရတစ်ခုအဖြစ်ကျန်ရှိနေစေပါ။ World Cup သမိုင်းမှာကြီးမားဆုံး shot 2022 World Cup အုပ်စုအဖွင့်ပွဲမှာဆော်ဒီအာရေဗျအသင်းဘက်ကလီယိုနယ်မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားအသင်းကို2-1နဲ့အနိုင်ယူပြီးကမ္ဘာတဝန်းလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ဒါပေမဲ့ပိုပြီးသမိုင်းဝင်သွားတာကအဲ့ပွဲမှာရှုံးနိမ့်ခဲ့တဲ့အာဂျင်တီးနားအသင်းဟာနောက်ဆုံးမှာ World Cup ချန်ပီယံအဖြစ်သွားခဲ့တာပါပဲ။ဒီချက်10ချက်ထဲမှာဘယ်ချက်က Boss Bro အတွက်စိတ်လှုပ်ရှားကြအကောင်းဆုံးဖြစ်မယ်ဆိုတာ comment မှာပြောပြပါဦး